ရှင်ပြောတော့ကျမအရင်ချစ်တယ်ဆိုဘာဖြစ်လို့အခုကျမအရင်ကြောက်တဲ့ရေထဲကိုကျင်းဆင်းခိုင်းရတာလဲကောင်မလေးကဝမ်းနဲ့ပန်းနဲ့မိလိုက်တယ်ပေါ့နော်ကောင်လေးကတခွန်းပဲပြန်ဖြေတယ်ဟုတ်တယ်ငါအရင်ချစ်တယ်လေချစ်လို့ပဲအခုလိုလောက်ခိုင်းရတာပေါ့တဲ့အားလုံးပဲမင်္ဂလာပါရှင် My Life Story by Alice ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမတို့ခဲမှန်ဖူးခဲ့ပြီးမဲ့ဆိုတဲ့ခေါင်းစဉ်လေးနဲ့အကြောင်းအရာလေးတစ်ခုဆွေးနွေးကြည့်ကြရအောင်ပါအရင်ဆုံးကျမရဲ့လက်ရှိ appearance ပေါ့နော်ရုပ်ပိုင်းဆိုင်ရာအနေအထားအသေးကိုဖော်ပြပါမယ်ရှင်ဒီနေ့မှာတော့ကျမဒီခရမ်းရောင်ကိုအင်ဂျီကိုဝတ်ထားတယ်စပင်ကိုတော့ပခုံးကျွတ်ကျွတ်စပင်တော့ဒီတိုင်းပဲဖြန့်ချထားတယ်ပေါ့နော်ဒါလေးကတော့လက်ရှိကျမရဲ့physical appearance ရုပ်ပိုင်းဆိုင်ရာအနေအထားပါရှင် Okay ကျမတို့သွားမဲ့ခေါင်းစဉ်လေးကခုနနေရာပြောခဲ့သလိုပဲခဲမှန်ဖူးခဲ့ပြီးမဲ့မြန်မာစကားမှာရှိရပေါ့နော်ခဲမှန်ဖူးရဲ့စာတငယ်ဆိုပြီးတော့တခုခုလုံရမှာကိုကြောက်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် traumatic event ပေါ့နော် trauma ရစေခဲ့တဲ့စိတ်ဒဏ်ရာရစေခဲ့တဲ့အဖြစ်အပျက်ကြီးတစ်ခုဖြစ်သွားလို့တခုခုလောက်တော့မယ်ဆိုလို့ရှိရင်မလုပ်ရဲဘူးပေါ့နော်ဘာဖြစ်လဲဆိုအရင်တစ်ခါတော့အဲ့လိုဖြစ်ထားဘူးလို့ခံထားရဘူးလို့ဒါကျမတို့အားလုံးရဲ့ဘဝမှာရှိကြတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုခဲမှန်ခဲ့ဖူးတိုင်းအနာတရားဖြစ်ခဲ့ဖူးတိုင်းကျမတို့ဆက်မလုပ်တဲ့တော့ဘူးလားအဲ့နားတင်ရက်လိုက်ရမှာလားဆိုတာလေးကိုဒီနေ့မှာ reflect ပြန်လုပ်ကြည့်ကြရအောင်ပါရှင့်ဒီအရှိမကျွန်မပြောသွားတဲ့ dialogue လေးပေါ့နော်ဆိုတော့ကောင်လေးနဲ့ကောင်မလေးအဲ့ဒီဟာကကျွန်မဒီ romance novel ပေါ့နော်အချစ်ဝတ္ထုအုပ်ထဲကဖတ်တာတော်တော့ကြာပြီဒါပေမဲ့honestly speaking ဒီစာအုပ်ရဲ့နာမည်ကိုတော့ကျွန်မမေ့နေပြီပေါ့နော်ဒါပေမဲ့အဲ့ sing လေးဒီကျွန်မစိတ်ထဲကနေဘယ်တော့မှမမေ့သွားဘူးပေါ့နော်အဲ့ထဲမှာဆိုရင်ကောင်မလေးကသူကဒီ diving ရေငုပ်ရတာကိုအရန်ကြိုက်တယ်သူအပန်းဖြေရဲ့a way of relaxation အနေနဲ့ဆိုရင်သူ diving ကိုအရန်လုပ်တယ်ပေါ့နော်ဒါပေမဲ့တစ်ခါမှသူဘာဖြစ်သွားလဲဆိုတော့အဲ့လိုလုပ်နေရင်းနဲ့ဒီ poisonous creatures ပေါ့နော်အရန်အစိတ်ပြင်းတဲ့ဒီရေတတဝါတစ်ကောင်ငါသူကိုက်လိုက်တာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်သူအသက်တည်ဆုံးတဲ့အထီကိုအရန်ပြင်းထန်နိုင်တဲ့အခြေအနေအချိန်မီမတွေ့ဘူးအချိန်မီဆေးရုံမရောက်ဘူးဆိုရင်ပေါ့နော်ကံကောင်းစွာပဲအဲ့ဒီအချိန်မှာဒီကောင်လေးကအဲ့ဒီကန်းချီကိုရောက်လာတယ်ငကိုသူတို့ကအလောက်ကတော့အတူတူပဲဒါပေမဲ့ဘလို့မှမတည့်ကြတဲ့အနေအထားပေါ့နော်အဲ့မှာကောင်လေးကရောက်လာတယ်ကောင်လေးကရောက်လာပြီးတော့ကယ်ပြီးလိုက်တယ်ဟိုတွေ့သွားတယ်ပေါ့နော်အဲ့ဒီကောင်မလေးရဲ့အဲ့အခြေအနေနဲ့တွေ့သွားတယ်တာဆေးရုံပို့ပေးလိုက်တော့ကောင်းသွားတယ်နောက်ပိုင်းမှာတော့သူတို့ချစ်သူဖြစ်သွားတယ်ဖြစ်သွားပြီမဲ့လို့ကောင်မလေးကဘလို့ trauma ရသွားလဲဆိုလို့ရှိရင်သူရေထဲကိုဆင်းရမှာအရန်ကြောက်သွားတယ်ဘာလို့လဲဆိုတော့ဒီလိုကြီးပြန်ဖြစ်မလားပေါ့နော်တကယ်တော့သူကြုံလိုက်ရတဲ့အတွေ့အကြုံဒီ one in a million chance ပေါ့နော်အခောက်တစ်တန်းမှာတစ်ခါဖြစ်နိုင်ဖို့အခွင့်အရေးပဲရှိတာပေါ့နော်ဒါပေမဲ့ anyway သူအရန်ဒီ traumatic event ရသွားတဲ့ခါကျသူအရန်ကြောက်သွားတယ်သူဘလို့မှရေထဲကိုမဆင်းရဲတော့ဘူးပေါ့နော်နောက်ပိုင်းဒီကောင်လေးနဲ့ကောင်မလေးနဲ့ဒီချစ်သူဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာဒီရေထဲဆင်းဖို့ကောင်လေးကအရန်ဟိုမှာတိုက်တွန်းလှုပ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာကောင်မလေးကဟိုဝမ်းနဲ့ပန်းနဲ့ပြန်ပြီးတော့ပြောလိုက်တဲ့အနေအထားပေါ့နော်အဲ့မှာလဲဒီကောင်လေးပြောလိုက်တဲ့စကားပေါ့နော်အရန်ချစ်လို့အဲ့လိုလောက်ခိုင်းရတာပေါ့ဆိုလိုတာကဒီ diving လောက်ရတာကောင်မလေးအရန်ကို enjoy ဖြစ်ခဲ့တယ်ဆိုတာသူသိတယ်ဒါပေမဲ့လို့ဒီ traumatic event ကြောင့်မို့လို့သူကြောက်သွားတယ်ဆက်မလုပ်တော့ဘူးပေါ့နော်ဆိုတော့သူတစ်သက်လုံးဒီလိုပဲနေသွားရမယ်ဆိုလို့ရှိရင်ဒီချာကောင်မလေးဒီသူ့ရဲ့ပျော်ရွှင်မှုတစ်ခုဆုံးရှုံးသွားတော့မယ်ပေါ့နော်အဲ့လိုမျိုးသူ့ချစ်သူမဆုံးရှုံးစေချင်တဲ့အတွက်ကြောင့်မို့လို့တဖြည်းဖြည်းချင်းပြန်ပြီးတော့သူ expose ပေါ့နော်ရေနဲ့ပြန်ပြီးတော့ထိတွေ့ရဲသွားအောင်လို့သူကအားပေးတဲ့သဘောမျိုးပေါ့နော်ဒါကတော့အဲ့ဒီဝတ္ထုထဲမှာပါတဲ့ဒီသူ့ရဲ့ဇလန်းအနေအထားလေးပါရှင့်အဲ့ဒါကိုကျမတို့ရဲ့နေ့စဉ်ဘဝမှာပြန်ပြီးတော့သုံးသပ်ကြည့်မယ်ပေါ့နော်ဒီလိုပဲကျမတို့တခုခုလောက်ရတော့အရန်ကြိုက်တယ်we love doing something ပေါ့နော်ဒါပေမဲ့လို့အဲ့လို trauma ရစေတဲ့ traumatic event တခုခုဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ကြောက်ပြီးတော့မလုပ်ဖြစ်တော့ဘူးဆက်ပြီးတော့မလုပ်ဖြစ်တော့ဘူးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီဟာရဲ့အကျိုးရလဒ်အနေနဲ့ကျမတို့ရဲ့ပျော်ရွှင်မှုတစ်ခုလည်းဆုံးရှုံးသွားတယ်ဆိုတဲ့အနေအထားမျိုးတွေ
ရှိခဲ့ကြဘူးလားပြန်ပြီးတော့သုံးသပ်ကြည့်မယ်ပေါ့နော်ကျမဆိုလို့ရှိရင်စဉ်းစားလိုက်တော့အများကြီးပဲဘဝမှာပေါ့နော်ဒီလိုဖြစ်ခဲ့ဘူးလို့အဲ့ဒီဟာကိုဆက်မလုပ်တော့ပါဘူးဆိုပြီးတော့ရပ်လိုက်တဲ့ဟာမျိုးတွေပေါ့နော်ဒီနေ့မှာတော့ဒီ My Life Story by Alice podcast လေးမှာတော့နှစ်ခုပေါ့နော်ကျမရဲ့ဒီ traumatic event ကြောင့်မို့လို့ရက်ပြစ်လိုက်တဲ့အခြေအနေလေးနှစ်ခုကို sharing လုပ်ပေးသွားပါမယ်ပထမတစ်ခုကတော့သပင်နဲ့ပတ်သက်တယ်ပေါ့နော်ဒါကအရင်ကြီးမားမားကိစ္စမဟုတ်ဘူးဆိုရင်ပဲလို့အချိန်တော်တော်ကြာကြီးကျမအနေနဲ့ခံစားခဲ့ရတဲ့အဖြစ်အပျက်တစ်ခုပေါ့နော်ပုံမှန်အဖြစ်ကျမကသပင်ရှည်တာကိုအရင်ကြိုက်တဲ့ကိုယ်တိုင်သပင်ရှည်တာကိုလည်းကြိုက်တယ်သူများသပင်ရှည်တာကိုလည်းအရင်ချစ်တယ်ပေါ့နော်ကြိုက်တယ်ဆိုရဲအဆင့်ထက်ကိုပို့ပါတယ်ချစ်တယ်ပေါ့နော်အဲ့မှာကျမတို့10တန်းအောင်ပြီးတော့တက္ကသိုလ်ကြီးစတက်တဲ့အချိန်မှာကျမတို့သပင်ရှည်စထားတယ်စထားတော့အရင်လည်းပျော်ရတယ်ပေါ့နော်သပင်ကိုအမျိုးမျိုးပုံတွင်းပြီးတော့ဆော့တယ်ဒါကျမတို့ပဲများတယ်ပဲပျော်ပေါ့နော်အဲ့သပင်ကိုအမျိုးမျိုးလုပ်နေရရင်ကို I was really happy ပေါ့နော်ကျမအရင်ပျော်ခဲ့တယ်ဒါပေမဲ့ဖြစ်ချင်တော့ဒီကျမတို့ဘွဲယူမဲ့ရှိပေါ့နော်နောက်ဆုံးနှစ်မှာပဲကျမတို့ traumatic event လေးတစ်ခုဖြစ်သွားတယ်ဒီသပင်နဲ့ပတ်သက်လို့ပေါ့နော်ကျမစိတ်တန်ရာရစရာတစ်ခုလေးဖြစ်သွားတယ်အဲ့မှာဘယ်လိုဖြစ်သွားလဲဆိုစိတ်နာသွားပြီးတဲ့အချိန်မှာကျမအဲ့ကတဲ့ကသပင်ကိုလုံးဝအရှိမထားတော့ဘူးပေါ့နော်အဲ့လိုကြီးဖြစ်သွားတယ်အရှိထားခြင်းစိတ်ကိုမရှိတော့လောက်အောင်ပြောမယ်ဆိုရင်ကြောက်သွားတယ်ပေါ့နော်ကြောက်သွားတယ်စိတ်နာသွားတယ်အဲ့လိုဖြစ်သွားတဲ့အချိန်တွေကြတော့အဲ့ကနေပြီးတော့ကျွန်မဆယ်စုနှစ်တစ်ခုကြော်ပေါ့နော် maybe 15နဲ့16နှစ်လောက်ကြာလုံးဝ short hair ပဲနေတယ်ဆိုတော့အဲ့ short hair နေရတဲ့ကာလအတွင်းမှာကျွန်မပျော်လားလို့မေးရင်ကျွန်မစပင်နဲ့ပတ်သက်ရင်ကျွန်မမပျော်အောင်စိတ်ဆင်းရဲရတယ်အရှိလဲပြန်ထားဖို့အတွက်ကိုစိတ်ကစိုးထိတ်နေတယ်ပေါ့နော်ဒါပေမဲ့လို့အဲ့လိုအတူထားလိုက်လို့လဲကျွန်မပျော်နေရလားဆိုရင်မပျော်နေရအောင်ကျွန်မတကယ်ချင်းနေတခြားတော့ပေါ့နော်ကျွန်မရဲ့ cousin တွေလာလိုက်လို့သူတို့ဆိုပြီးအရှိတွေကြိုင်ကြည့်တိုင်းကျွန်မအရင်ဝမ်းနေရတယ်ပေါ့နော်ပြောမယ်ဆိုရင်ဒါကကိုယ့်ရဲ့ traumatic event အရာကိုယ့်ကိုပြန်ပိတ်ထားလိုက်တာပေါ့နော်။ဒါမနှစ်ကနေစပြီးတော့မှကျွန်မ reflect ပြန်ဖြစ်သွားတဲ့အချိန်ကြောင့်ပေါ့။ဒါငါပန်းလူတွေးနေတာပေါ့နော်။ဘန်းစကားနဲ့ပြောမယ်ဆိုရင်တော့ငါ drama ခင်းနေတာပေါ့နော်။ဒီ traumatic event ဖြစ်သွားလို့ငါရှေ့ကိုမဆက်လျှောက်တော့ဘူးလား။ငါပြောရှင်မှုဒီတိုင်းအဲ့အတိတ်ကဖြစ်ရတစ်ခုအတွက်ကြောင့်မလို့ငါရက်ထားလိုက်ရမှာလားဆိုရင်အချက်လေးကဝင်သွားတဲ့ခါကျတော့ okay ကျွန်မပြန်ထားကြည့်ရပေါ့နော်။နည်းနည်းချင်းစီပြန်ထားကြည့်ရပထမတော့အရှိပြန်ထားစားမှာတော့ကျွန်မခံရတော့မယ်ပေါ့နော်အဲ traumatic event ရဲ့အကျိုးသက်ရောက်မှုကလိုက်တုံးမယ်ပေါ့နော်ဒါပေမဲ့လို့ဖြည်းဖြည်းချင်းမှာကျွန်မသိလာတာကအဲခံစားရတဲ့ဆိုတဲ့ဝမ်းနည်းမှုစိတ်နာကြီးမှုဆိုတာထက်ကိုပျော်ရွှင်မှုကနည်းနည်းလေးပို့ပြီးတော့အလေးတာတယ်ပေါ့နော်ခုဆိုလို့ရှိရင်ကျွန်မဆယ်ကျော်သက်3လို့ပဲကျွန်မပြန်ပြီးတော့ပျော်ရွှင်နေရပြီကျွန်မစပင်ကြည့်ပြီးတော့ကျွန်မအမျိုးပေါ့နော်စပင်ကိုစီးချင်စီးမယ်ဖြန့်ချင်ဖြန့်မယ်ထုံးချင်ထုံးမယ်ပေါ့နော်ကျွန်မအမျိုးကိုယ့်ရဲ့စပင်ကိုလုံနေရတာကိုအရင်ပျော်နေပြီအဲ့မှာတကယ်ချင်းတယောက်ကမေးရပေါ့နော်ဘာကြောင်တာလဲပေါ့နော် like အချိန်ကြီးအများကြီးကြာခဲ့ပြီးတော့အခုချိန်မှာစာအရာရောအလုပ်အရာကောတခြားအလုပ်တွေအရင်ရှုပ်တဲ့အချိန်မှာဒီစပင်ရှည်ကိုထိမ့်သိမ့်ရတာစိတ်မရှုပ်ဘူးလားပေါ့နော်ဆိုတော့ကျွန်မပြန်စဉ်းစားကြည့်မရှုပ်ဘူးဘာလို့လဲဆိုတော့ကျွန်မဒီလိုမျိုးဖြစ်နေတာကိုပျော်နေတာပေါ့နော်ဒီပျော်ရွှင်မှုကိုဆုံးရှုံးတာကဆယ်စုနှစ်ချီပြီးတော့ခံခဲ့ရတာဆိုတော့ဒါကွာနဲ့ကိုပြန်ပြီးတော့ပိတ်လိုက်တာပေါ့နော်ခဲမှန်ဖူးရဲ့စာတငယ်ဖြစ်ခဲ့လို့မပြန်တော့ဘဲနဲ့ပေါ့နော်ပြန်လိုက်လို့ရှိရင်ငါ fly ပေါ့နော်ဒီပြန်တန်းလိုက်လို့ရှိရင်ခဲထမှန်အောင်ပါလားဆိုပြီးတော့အကြာကြီးရလိုက်တဲ့နှစ်တွေပေါ့နော်ဆိုတော့ဒါကျွန်မရဲ့life story တွေထဲတစ်ခုဒုတိယတစ်ခုကကြတော့သူကကြတော့အရန်တော့မကြာလိုက်ဘူးပေါ့နော် thank goodness ကံကောင်းထောက်မစွာနဲ့ပဲအဲ့ဒါပါလဲဆိုတော့ကျွန်မက teaching လုပ်ရတာအရန်ကြိုက်တယ်ညာတော့ဖြစ်လဲကျွန်မက1 to 1 teaching ကိုလုပ်တယ်ပေါ့နော်ဒါပေမဲ့တစ်ခါမှာတော့ကျွန်မ group teaching လေးလုပ်ကြည့်လိုက်တယ်အဲ့ taste ကိုလည်းကျွန်မအရန်ကြိုက်တယ်ဘာလို့လဲဆိုတော့ teaching လုပ်ရတာကိုပြောနေတဲ့သူဖြစ်တဲ့အတွက်ပေါ့နော်တခုပဲကျွန်မမထည့်အတွက်ထားလိုက်တာက adult learners တွေဖြစ်တဲ့အတွက်ကိုဒီတိုင်း teaching လုပ်ရုံဒီကျမတို့ကျောင်းသူကျောင်းသားပေါ့နော်ပုံမှန်ကျောင်းသူကျောင်းသားတွေကို manage လုပ်ရုံမျိုးနဲ့မရဘဲနဲ့ adult learners တွေဆိုမထင်မှတ်ထားတဲ့ issue တခုကဖြစ်သွားပြီးတော့
ဒီ like ကျွန်မ trauma ရသွားတယ်ပေါ့နော်သူခြုံပြောရမယ်ဆိုအဲ့မှာကျွန်မဒီလူအများကြီးအုပ်စုလိုက်တင်ရမယ်အတန်းလိုက်ကြီးတင်ရမယ်ဆိုတော့ class အလိုက်တင်ရမယ်ဆိုတဲ့ဟာမျိုးကိုကျွန်မမလုပ်ချင်တော့လုံးဝကြောက်သွားရပေါ့နော်ကြောက်သွားတယ်အဲ့ဒါကဘယ်လောက်ထိဖြစ်သွားလဲဆိုတော့တစ်နှစ်ခွဲပေါ့သူကတော့ကံကောင်းစွာနဲ့ပဲဆယ်စုနှစ်မချီလိုက်ဘူးပေါ့နော်တစ်နှစ်ခွဲလောက်ဖြစ်သွားတယ်ဒါပေမဲ့လို့အဲ့ဒီသပင်ကိစ္စနဲ့ပတ်သက်ပြီးတော့ပဲပြန်ပြီးတော့တွေးမိရင်းနဲ့ငါပြန်စကြည့်မယ်ပေါ့နော်အများကြီးမဟုတ်ရင်တော့မှ3 4 5ယောက်6ယောက်ဒီလောက်နဲ့ပြန်ပြီးတော့စပြီးတော့တင်ကြည့်မယ်ပေါ့နော်တခုပဲကျမတို့အရင်ကဖြစ်ခဲ့ဖူးတဲ့ဟာဒီထဲမှာကိုယ့်ဘက်က control ရနိုင်လောက်တဲ့ကိုယ့်ဘက်ကထိန်းချုပ်နိုင်လောက်တဲ့အမှားပါလို့ရှင်เนาะ the same mistakes ပေါ့နော်ဒီတူညီရဲ့အမှားတော့ထပ်ပြီးတော့အဖြစ်မခံတော့ဘူးပေါ့နော်ဒီလိုမျိုးလေးဆုံးဖြတ်ချက်ချလိုက်တယ်ဘယ်လိုမျိုးလာလို့ရှင်ကိုယ့်ဘက်က proactive ဖြစ်ဘယ်လိုကြိုတင်လက်ဦးမှုယူပြီးတော့အဲ့ issue မပြောင်းကာကွယ်မလဲအဲ့ mistakes မပြောင်းကာကွယ်မလဲဆိုတော့ဒီလက်နဲ့ချပြီးတော့ကျွန်မပြန်ပြီးတော့စပြီးတော့ run ကြည့်တယ်အဲ့ချိန်မှာလည်းပြန်ပြီးတော့ပျော်ရွှင်မှုကိုရလာတယ်ပေါ့နော်ဆိုတော့ဒါလေးကကြတော့ကျွန်မရဲ့ဒီ traumatic event အရာပျော်ရွှင်မှုရပ်သွားခဲ့တဲ့life story နောက်တစ်ခုပေါ့နော်ပြန်ပြီးတော့အနှစ်ချုပ် recap လုပ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘဝတွေမှာတခုခုပေါ့နော်လမ်းကြောင်းတွေမှာကိုလောက်ရတာကြိုက်တယ်ဆိုပေမဲ့လို့အဖြစ်အပျက်လေးတစ်ခုကြောင့်မလို့စိတ်နာသွားတာတော့၎င်းကြောက်သွားတာတော့၎င်း trauma ရသွားလို့ဆက်မလုပ်ဖြစ်ဘူးဆိုတဲ့အခြေအနေမျိုးတွေရှိတတ်တယ်ကျွန်တော်တို့စကားထဲမှာရောအပြင်မှာရောတွေ့ကြရပေါ့နော်အရင်ကမှလူတွေကူညီတတ်တယ်ဒါပေမဲ့နောက်ပိုင်းလူတွေစိတ်နာသွားတယ်ဘာမှမဟုတ်အရင်ကချစ်ခဲ့ဖူးတယ်ဒါပေမဲ့သစ္စာဖောက်ခံရတော့ချစ်ရမှာကြောက်သွားတယ်နောက်ထပ်ချစ်ရမှာကြောက်သွားတယ်ဒီလိုလူမျိုးတွေပေါ့နော်ဆိုတော့ဒါမျိုးတွေဒီကျွန်တော်တို့ရဲ့ဘဝမှာရှိတယ်ဒါပေမဲ့တစ်ခုလေးပဲကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားရမှာကငါတို့အဲ့လိုအရက်ခံမလားခဲမှန်ခဲဖူးရဲဆိုတိုင်းကျမတို့မပြန်တမ်းပဲနဲ့နေတော့မှာလားပြီးလို့ရှိရင်အဲ့ဖြစ်သွားခဲ့တဲ့ဖြစ်ရတဲ့ထဲမှာကျမတို့အတွက်သင်ခန်းစာလေးတွေကဘာလေးရှိမလဲပေါ့နော်အဲ့ကနေသင်ခန်းစာထုတ်ပြီးတော့ကျမတို့အကောင်းဆုံးဗာပြန်ယူလို့ရမလဲပေါ့နော်အဲ့သင်ခန်းစာလေးထုတ်ပြီးတော့ချက်ချင်းမစားလို့ဖြစ်နိုင်ရင်တော့မှကျွန်တော်နည်းနည်းစီပြန်ပြီးတော့ပြန်လုပ်ကြည့်ဖို့ပေါ့နော်ဆန်းပြီးတော့လုပ်ကြည့်ဖို့ဒီနည်းနဲ့ကျမတို့ရဲ့ပျော်ရွှင်မှုတွေကိုဖြစ်ရတစ်ခုကြောင့်အဆုံးရှုံးမခံသင့်ဘူးဆိုတဲ့အကြောင်းအရာလေးကို sharing လုပ်ရင်းနဲ့ဒီနေ့ podcast လေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်ကျမတို့နောက် podcast မှာပြန်ပြီးတော့ဆုံကြပါမယ်ကျေးဇူးတင်ပါတယ်ရှင်